ငြိမ်သက်တည်ငြိမ်ပြီးအေးချမ်းတဲ့ခံစားချက်ကိုမျက်နှိုးတဲ့မိတ်ဆွေအတွက်ဒီလိုအမှုမျိုးကိုတေချာနားထောင်သင့်ပါတယ်2014ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာ Iowa ပြည်နယ် Iowa မြို့ပြင်ကတိုက်ခန်းအနီးရပ်ထားတဲ့ကားတစ်စီးရဲ့ပင်လယ်ထဲမှာအသက်19နှစ်အရွယ်ကျောင်းသူလေးရှောင်းထုံရဲ့အလောင်းကိုရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။သူမဟာ Iowa ပြည်နယ်တက္ကသိုလ်ကတရုတ်နိုင်ငံသူတဦးဖြစ်ပြီး9ရက်အကြာမှာပျောက်ဆုံးနေကြောင်းတိုင်ကြားခံထားရသူပါ။သူမရဲ့ရုပ်အလောင်းကိုဘသူကဘာကြောင့်ဒီနေရာမှာထားခဲ့တာလဲဆိုတာကိုရဲတွေကရှာဖွေစုံစမ်းခဲ့ကြပါတယ်။ရှောင်းထုံဟာဂျီယုံနိုင်ငံဒါလျန်မြို့ကထူးချွန်တဲ့ကျောင်းသူတူဖြစ်ပြီးဇီဝဗေဒပညာရှင်ဖြစ်ဖို့ရည်မှန်းထားခဲ့တာပါ2011ခုနှစ်မှာသူမဟာအမေရိကန်ကိုမလာခင်ဘေဂျင်းမှာလေရှောင်းနန်ဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်လေရှောင်းနန်ဟာသူမထ3နှစ်ကြီးပြီးရှောင်းထုံကိုဆွဲလာနေခဲ့တယ်လို့သူမရမိခင်ကပြောပြပါတယ်သူတို့နှစ်ဦးကြားကဆက်ဆံရေးဟာရှောင်းထုံရဲ့သူငယ်ချင်းတွေကြားမှာတန်တရားတွေနဲ့ဖြည့်နှံနေခဲ့ပြီးတင်းမာမှုတွေရှိခဲ့တယ်လို့သိရပါတယ်2014ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာတော့လီရှောင်းနန်ဟာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာစိတ်ဖြတ်အားငယ်တဲ့ post တစ်ခုတင်ခဲ့ပါတယ်။စက်တင်ဘာလ9ရက်နေ့မှာတော့သူတို့နှစ်ဦးဟာ Iowa ပြည်နယ်နီဗာဒါမြို့အနီးကဟိုတယ်တစ်ခုမှာအတူတူတဲခိုခဲ့ကြပါတယ်။နောက်တနေ့ညဘက်မှာဟိုတယ်ပိုင်ရှင်ကရှောင်းထုံးကိုလော်ဘီမှာတယောက်ထဲနောက်ဆုံးအကြိမ်တွေ့ခဲ့ရပါတယ်။စက်တင်ဘာလ9ရက်နေ့မနေ့ပိုင်းမှာတော့ဟိုတယ်ပိုင်ရှင်ဟာရှောင်းထုံးရဲ့ကားကိုမတွေ့ရပါဘူး။အဲ့ဒီနောက်လီရှောင်းနန်ဟာအလင်းလင်းဟိုတယ်ကနေထွက်ခွာသွားခဲ့ပါတယ်။လီရှောင်းနန်ဟာရှောင်းထုံရဲ့ဖုန်းကိုအသုံးပြုပြီးသူမရဲ့သူငယ်ချင်းတွေကိုအပြင်သွားနေကြောင်း message ပို့ခဲ့ပါတယ်။အဲ့ဒီနောက်သူဟာတရုတ်နိုင်ငံပေကျင်းမြို့ကိုလေယာဉ်နဲ့ပြန်သွားခဲ့ပြီးသူ့ရဲ့လှုပ်ရှားမှုတွေကိုဘယ်သူမှမသိနိုင်တော့ပါဘူး။ရှောင်းထုံရဲ့သူငယ်ချင်းတွေကသူများပျောက်ဆုံးနေတာတပတ်ကြော်ကြာမှရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။စက်တင်ဘာလ26ရက်နေ့မှာတော့ရဲတွေဟာရှောင်းထုံရဲ့ကားကိုလီရှောင်းနန်ရဲ့တိုက်ခန်းအနီးမှာတွေ့ရှိခဲ့ပြီးကားပင်နယ်ထဲကနေသူမရဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်။ကားပင်နယ်ထဲမှာဟိုတယ်ကတပတ်တစ်ခုနဲ့ထုတ်ပိုးထားတဲ့ခေါင်းကိုတွေ့ရှိခဲ့ပြီး6 ကီလိုဂရမ်အလေးချိန်ရှိတဲ့ဘားဘယ်တစ်ခုလည်းတွေ့ရှိခဲ့ပါတယ်။ရုပ်အလောင်းစစ်ဆေးချက်အရတည်ဆုံးရခြင်းအကြောင်းရင်းဟာအသက်ရှူချက်ပြီးထိုးချိတ်ခံရခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။လီရှောင်းနန်ရဲ့အိမ်မှာဆိုရင်လေဆိုင်အသင့်ဝယ်ထားတဲ့ပစ္စည်းတွေမသိမ်းဆည်းရသေးပဲနိုဘူးတဘူးကိုလည်းပုတ်နေတဲ့အထိခြံထားခဲ့တာတွေ့ရပါတယ်။ဒါဟာသူအလင်းစလိုထပ်ပြီးသွားတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။လီရှောင်းနန်ဟာစက်တင်ဘာလ6ရက်နေ့မှာရှီကာဂိုမြို့ကနေဘေကျင်းမြို့ကိုလေယာဉ်လက်မှတ်ကြိုတင်ဝယ်ထားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကလီရှောင်းနန်ကိုဖမ်းဆီးနိုင်ဖို့မလုပ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူဟာတရုတ်နိုင်ငံကိုပြန်ရောက်နေပြီလို့ယူဆရလို့ပါ။တရုတ်လူမှုကွန်ရက်အသုံးပြုသူတွေဟာ find Lee ဆိုတဲ့ hashtag နဲ့လီရှောင်းနန်ရဲ့ဓာတ်ပုံတွေကိုဖြန့်ဝေခဲ့ကြပါတယ်။2015ခုနှစ်အစောပိုင်းမှာ Iowa ပြည်နယ်ကလီရှောင်းနန်ကိုပထမအဆင့်လူသက်မှုနဲ့တရားစွဲခဲ့ပြီးဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်တို့ကြားမှာတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်မရှိတဲ့အတွက်တရုတ်စုံတောက်တီဟာ Iowa ကိုလာရောက်စုံစမ်းစစ်ဆေးပြီးအထောက်အထားတွေကိုတရုတ်နိုင်ငံကိုယူဆောင်သွားခဲ့ပါတယ်။မေလမှာတော့လီရှောင်းနန်ဟာသူ့ရဲ့ဇာတိမြို့ဝမ်ဂျိုမှာရဲတပ်ဖွဲ့ထံအဖမ်းခံခဲ့ပါတယ်။တရုတ်ဥပဒေအရနိုင်ငံသားတိုင်းဟာနိုင်ငံခြားမှာရာဇဝတ်မှုကျူးလွန်ရင်တော့တရုတ်နိုင်ငံမှာတရားစွဲခံရနိုင်ပါတယ်။2016ခုနှစ်မတ်လမှာလီရှောင်းနန်ဟာအပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်။3လအကြာမှာတော့သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပေမဲ့အနည်းဆုံး73နှစ်အထိရှော့ချနိုင်တယ်လို့သိရပါတယ်။ဒီမှုကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာတရားစီရင်ရေးကဘလောက်ရှုပ်ထွေးနိုင်လဲဆိုတာကိုပြသနေပါတယ်။အမှန်တရားကိုအေးအေးဆေးဆေးရှာဖွေနိုင်တဲ့အမှုတွေမှာဘလိုမျိုးတင်ငြိမ်တဲ့ခံစားချက်နဲ့ကိုကောင်းစွာထိန်းချုပ်နိုင်လဲဆိုတာကိုနားလည်ဖို့ဒီလိုမျိုးအဖြစ်အပျက်တွေကနေအဖိုးတန်သင်ခန်းစာတွေကိုရယူနိုင်ပါတယ်။